Hello 1 2 3 hello Okay လား နာပါငါတီးတယ်ဒီခွင့်ယူ ဆိုတော့ကျွန်တော်စပြီနဲ့ဘာကလေးလို့ချာရှင်ပြရပုံနဲ့ မနေ့ကဆော့ထားဖို့အတွက်ကျွန်တော်ဒီညကိုအဲ့ရဆော့ထားဖို့ဆုံးဖြတ်တာ fuck လေကိုမနေ့ကဆော့ထားဖို့အတွက်ကျွန်တော်ဒီညကိုအဲ့ရဆော့ဝင်ကိုဆုံးဖြတ်တာဒါပေမဲ့ကျွန်တော်အခုချိန်ကြီးမအဲ့ရတယ်7နာရီကျွန်တော်မနေ့9နာရီထပ်ပြေးဖို့ရတယ်အခုကဆန္ဒတွေရှောင်းနေကိုကောင်းတယ်မနေ့9နာရီမရောက်ခင်ဒီဘာတွေဖြစ်မဲ့ဘယ်လိုမှဆူရမယ်ဘယ်လိုဗီဒီယိုရိုက်မယ်ကြိုတွေးပြီးကြားအောင်မြင်အောင်နေကြိုတွေးပြီးမြင်အောင်နေကြိုတွေးပြီးတော့ကြိုမြင်အောင်နေဦးကျွန်တော်ညက်ပေးနေတဲ့အဲ့ဒါကတော့ကျွန်တော်နဲ့အမြဲညက်နေတဲ့အဲ့ဒါတယောက်နဲ့ပါလာတာဒီကိုကျွန်တော်ညက်ပေးဘူးတယ်လို့တော့ကျွန်တော်ထင်တယ်ကျွန်တော်စပင်ညက်တယ်ဗျာစပင်ညက်တယ်ကျွန်တော်အခုညရတဲ့အတိုင်းပဲကျွန်တော်စပင်ညက်နေကျွန်တော်ညနေကြဧည့်သည်နဲ့ပါလာတဲ့ bro ဒီ bro ကျွန်တော်ညက်ပေးနေတယ်ကျွန်တော်ဧည့်သည်ကအရင်ကကျွန်တော်စီမှာပုံမှန်ညက်တယ်တစ်လောက်နှစ်ခါတော့အခုကမလာကြပြီသူနေရာပြောင်းသွားတဲ့အကြောင်းလာပြောပြရင်လည်းပြန်လာညက်နေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ညက်ပေးတယ်ဗျာကောင်းမမပဲညက်ပေးတယ်ရှင်ပြောကျွန်တော် iron ဆိုင်ပြီးတော့နော်စပင်ညက်လိုက်စာရေးလိုက်နဲ့ကျွန်တော်လုံးနေခဲ့ဒီနေ့ကိုအရင်နေ့ကလိုပဲမိုးရီရွာမန်းနဲ့ဆိုတာညနေမိုးရှုပ်ကန်နေကြမှာမိုးရီတိတ်တော့တယ်ပြလားခဏလေးရှိန်ကတော့ပုံမှန်ပဲဒီစကန်တိုင်းပဲတန်ပုံမှန်နဲ့စကန်နေလဲနေတယ်ကျွန်တော်ကတစ်ခါလေးတန်ပုံမှန်လိုက်တစ်ခါလေးတန်ပုံမှန်လိုက်နေကြောင်နေပြောက်တဲ့သဘောလားကျွန်တော်တို့ဘန်စကားဆိုဘယ်လိုပြောမလဲဗျာဒီဘာရကျွန်တော်တို့လူတွေချင်းတူတူဖြစ်ရှင်တိုင်းကဖြစ်မလာတာမဟုတ်ပုံစံတစ်မျိုးနဲ့ဖြစ်သွားတာဒါကိုတတိမထားမိတဲ့အခါတွေမှာဖြစ်ရှင်တိုင်းဖြစ်မလာဘူးဆိုပြီးခေါင်းနဲ့မှတ်လိုက်ကြတယ်အဲ့စာကျွန်တော်ဒီလိုတွေးရင်ကဘာတဲ့လူတိုင်းဖြစ်ရှင်တာဖြစ်ခွင့်ရကြပါဒါပေမဲ့သေပဲဖြစ်ခွင့်ရကြတယ်ကျွန်တော်တန်ဖိုးထားဖို့လိုတယ်ဗျာကိုဖြစ်ရှင်တာကိုဖြစ်ခွင့်ပေးတဲ့လူတွေကိုဖြစ်ရှင်တာကိုဖြစ်သွားတဲ့အချိန်ကိုဖြစ်ရှင်တာဖြစ်နေတဲ့အချိန်ကိုဖြစ်ရှင်တာတွေဖြစ်ခဲ့ဘူးတဲ့အချိန်တွေကိုမတရားဖြစ်နေတာဆိုတော့အတိတ်တွေရောပစ္စုပန်တွေရောအနာဂတ်တွေရောကျွန်တော်တို့ဖြစ်ရှင်တာဖြစ်လို့ရတာဖြစ်နိုင်သလားမဖြစ်ဘူးဆိုတာကိုကျွန်တော်တို့မှတ်ထားဖို့လိုတယ်ဗျပြီးတော့ကျွန်တော်မှာဝန်ထမ်းဆိုင်ရဲ့တစည်းရှိတယ်အဲ့ဆိုင်ရဲ့တစည်းပြတိုင်းကျွန်တော်အမြဲပြင်းတယ်ဆိုတာပြက်လို့ပါဒါပေမဲ့ဒီဆိုင်ကပြင်ပြက်ပြင်ဖြစ်နေတာဒါတွေကိုပြန်စဉ်းစားရင်ဒီတစ်ခါနောက်ဆုံးအဖြစ်နဲ့ကျွန်တော်ဆိုင်မှာထားခဲ့လိုက်တယ်ရာသီဥတုကတော့ဒီရက်တွေထဲမိုးရွာနေတယ်ဒီမနက်ကနေညနေအထိကိုလည်းမိုးရွာသွားတယ်ဆိုတော့ကျွန်တော်ဒီကြားတဲ့တွေထဲမှာပုံမှန်မဟုတ်တဲ့ရာသီဥတုတွေထဲမှာကျွန်တော်လည်းပုံမှန်မဟုတ်တဲ့အတိုင်းလုံးနေကြအလုံးစားကျွန်တော်စာပြောင်းရေးနေလိုက်တယ်ဗျလုံးနေကြမဟုတ်တာကိုစပြီးလုံးမယ်ဆိုတဲ့ချိန်တွေမှာဘာမဆိုလောက်ရခက်နေနိုင်တယ်ကျွန်တော်တို့ကတော့ဘယ်တော့ပဲခက်နေပါစေကျွန်တော်ရဲ့အသည့်တရားနဲ့ဆုံးဖြတ်ပြီးလွယ်ကူအောင်နီလန်းရှာပြီးလုပ်တယ်အခုရပိုင်းတွေလည်းလိုချင်တာပဲဝယ်ထားတာဆိုင်ကယ်ကလည်းစိတ်ထားရတဲ့အထိပြင်ထားပြီးဆိုတော့ဒါကလည်းကျွန်တော်စိတ်ထဲပို့ပြီးလွယ်ကူအောင်နဲ့ပို့ပြီးနီလန်းတွေကိုရှာဖွေခြင်းတစ်မျိုးပါပဲ
နဲ့9နာရီထပ်ပြေဘူးပါခေါ်ဆန္ဒတွေစောနေလို့ခေါင်းထဲမှာမနဲ့9နာရီမြောက်ခင်ဒီဘာတွေဖြစ်မယ်ဘယ်လိုမဆုရင်းမယ်ဘယ်လိုဗီဒီယိုရိုက်မယ်ကြိုတွေးပြီးတော့ကြိုမြင်အောင်လေဒါပေမဲ့လက်ရှိလုံးနေလို့ I'm sorry ရောဆင်ညက်သွားတယ်ကျွန်တော်စာရင်း blog ရိုက်နေတယ်စတင်မယ်လို့ဆုံးဖြတ်လိုက်တယ်ဒီဗီဒီယိုရလာတယ်ကျွန်တော်ဆိုင်လေးပိတ်ပြီးဆိုတော့ကျွန်တော်ဒီလိုနားမြုပ်ခင်ရှင်တီကျွန်တော်နောက်ဆုံးရှင်းနေတော့ခေတ်ကဆောက်ရန်တိုးတက်နေပြီလူတွေအတွက်လူတွေကတိုးတက်မှုရဲ့ရလက်ကိုရကြတယ်စုံရုံမှုမျိုးစုံပါပဲကျွန်တော်ပြောပြမယ်ဗျာပြည်စုံခြင်းစာလို့အချက်သာရှိနေဖို့လက်ခံထားတယ်ကျွန်တော်အတွက်ဒီနှစ်တွေထဲဆောက်ရမ်းများတဲ့လိုအပ်ချက်တွေကိုလက်ခံထားရတယ်ဒါလိုခင်ဗျားတို့သိဖို့မလို့ဒါလည်းကျွန်တော်ရေးရတာပဲတေးကြတဲ့စကားကိုပြောပါဆိုကျွန်တော်ရဲ့ပြီးရတဲ့အတင်းနေရတွေတဲခါမှကျွန်တော်တေးချမှတ်မိနေတဲ့အကြောင်းကိုရှာရည်လို့ရမယ်ပြောပြလို့ရမယ်ခုချိန်မှာနောက်တောင်ပြန်ကျင်သေးဘူးမင်းမဝင်ဘူးလားမင်းကြီးလား ကာစီနက်စတာရဲ့ဘလိုလိုမျိုးဗီဒီယိုရိုက်မယ်လို့စတွေ့တယ်မင်းဆိုလို့ဝင်လိုက်ပါမှုနဲ့ဆိုတော့ဒီမှာရင်စပြီးတော့ဒီဘောက်ဆိုလိုက်တော့ပြင်တယ်နော် say hello နောက်ဆုံးကွာတာဆိုမင်း word ကျွန်တော် blogger နာမည်ကိုခုပဲရလားရှာရေးလိုက်တယ်ဖုန်းနဲ့ဘောက်ချာဆိုတော့ဆက်ရိုက်သွားတယ် say hello to all ပါပဲ